Jamagoda Mulobo Kumpuke a Yua Bedule. Tagaro Atena Setane a Yue, Brazina Ganga, Takru Chandule, Maria Idu Ada Deo, Sunzaka Masatemi, Minute Pine Alumadi, Yuye Instragambo Yeta Kere, now so story Sadali Pibare. Chu the Chowne, Mayonaisia, Posa Murichon, Petea Tonse, Miene, the Dabogani, Piocha Quelundua Kere, Maria ye PM a P Songo, Dine, RSN 2 channel လေးကနေပေါ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်2026ဇွန်လ23ရက်စနေနေ့မနက်ပိုင်းမှာအစွန်းရောက်စွန့်စားခန်းတွေကိုအယံဝါနာပါတဲ့မာရီယာဟာသူမရဲ့တငယ်ချင်းအပေါင်းပါတွေနဲ့အတူရုပ်ဂျမ်မင်ကျိုးခုံချင်းစတန်ကိုလုပ်ဖို့ဘရာဇီးနိုင်ငံဆောက်ပိုလိုပြည်နယ်ကနာမည်ကြီးတရားအိုကြီးတစ်ခုစီကိုရောက်ရှိခဲ့ပါတယ်ဘေးကနေဖုန်းနဲ့လမ်းရိုက်ထားတဲ့ဗီဒီယိုအရဝန်ထမ်းနီးပြနှစ်ယောက်ဟာမာရီယာကိုအပေါ်ပြစ်မှပြီးအောက်ခြေပေ130ကျော်မီတာ40နီးပါးနဲ့တဲ့ကြောက်ကဘာကြီးတဲ့ကိုလွင့်ပစ်လိုက်ပါတယ်။ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဘေးကကြည့်နေတဲ့လူတွေကတုံလှုပ်ချောက်ချားစွာနဲ့လန့်အော်လိုက်ကြပါတယ်။အကြောင်းရင်းကတော့မာရီယာကိုလေထဲလွင့်ပစ်လိုက်တဲ့အချိန်မှာသူမရဲ့ခန္ဓာကိုယ်ကိုထိန်းချောင်းပေးရမယ်အတိကအသက်ကယ်ဘေးအန္တရာယ်လုံခြုံရေးကြိုးဟာတရားပေါ်မှာပုံရက်တာကြံနေခဲ့လို့ဖြစ်ပါတယ်။နီးပြတွေဟာမာရီရဲ့ကိုယ်ထဲအကာအကွယ်ပစ္စည်းနဲ့အသက်ကယ်ကြောကိုချိတ်ဆက်ပေးဖို့လုံးဝမေ့လျော့ပြီးလေထဲပစ်ချလိုက်တာဖြစ်ပါတယ်။မာရီယာဟာဘာကြိုးမှမပါပဲပေ130မြင့်နဲ့တရားပေါ်ကနေမြေပြင်ပေါ်ကိုတိုက်ရိုက်ပြုတ်ကျသွားခဲ့ပြီးရရှိခဲ့တဲ့ပြင်းထန်ဒဏ်ရာတွေကြောင့်နေရာမှာတင်ပွဲချင်းပြီးကြေကွဲစာကွယ်လွန်သွားခဲ့ပါတယ်။ဒီအဖြစ်ဆိုကြီးဖြစ်ပွားပြီးနောက်အွန်လိုင်းပေါ်မှာသတင်းတစ်ခုပြန့်နှံ့ခဲ့ပါတယ်။အဲ့ဒါကတော့တာဝန်ရှိတဲ့စွန့်စားခန်းအဖွဲ့ကလူတွေဟာအပြစ်ရှိလို့ဘေးနားကတောအုပ်ထဲကိုထွက်ပြေးပုန်းအောင်ကြတယ်ဆိုပြီးသတင်းအမှားတွေချက်ချင်းပြန့်နှံ့ခဲ့ပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့ဝန်ထမ်းတွေဟာတရားအောက်ခြေကိုပြုတ်ကျသွားတဲ့မာရီယာကိုအသက်ကယ်ဖို့နဲ့တွားရောက်ကူညီဖို့အတွက်တောထဲကိုအပြေးအလွှာဆင်းသွားခဲ့ကြတာပဲဖြစ်ပါတယ်။ဘရာဇီးစစ်တပ်ရဲတပ်ဖွဲ့ရောက်ရှိလာတဲ့အခါမှာတော့တောထဲမှာမာရီယာရဲ့ရုပ်လောင်းနဲ့အတူရှိနေတဲ့တာဝန်ရှိသူ6ယောက်စလုံးကိုအခင်းဖြစ်ပွားရာနေရာမှာတင်တရားဝင်ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ရဲတပ်ဖွဲ့ကတော့ဒါဟာတာမန်ပေါ့ဆမှုမဟုတ်ပဲလူသေးစေနိုင်မှန်းသိရတဲ့စီကဲမဲ့ပေါ့ဆခဲ့တဲ့တမင်တက်တက်လူတက်မှုအဖြစ်ဆွဲချက်တင်ဖို့စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။မာရီယာရဲ့ကြေကွဲဖွယ်ဖြစ်ရဟာအစွန်းရောက်စွန့်စားခန်းတွေကိုနှစ်သက်တဲ့လူငယ်တွေအတွက်ကြီးမားတဲ့တတိပေးချက်တစ်ခုပါပဲ။ကိုကဘလောက်ပဲတတိရှိတာဝန်ရှိသူတွေရဲ့စက္ကန့်ပိုင်းတော့ပေါ့ဆမှုတစ်ခုဟာကိုယ့်ရဲ့အဖိုးတန်လာတဲ့အသက်ကိုဘာမှမတတ်နိုင်ပဲနှုတ်ယူသွားနိုင်တာဖြစ်ပါတယ်။ Extreme sport တွေကိုလောက်တော့မယ်ဆိုရင်ဘေးကင်းလုံခြုံရေးပစ္စည်းတွေကိုသူများအပေါ်ပဲမပုံချပဲကိုယ်တိုင်လည်းနှစ်ခါသုံးခါတေချာပြန်စစ်ဆေးဖို့နဲ့ဘေးကအပေါင်းအပါတငယ်ချင်းတွေကလည်းဓာတ်ပုံဗီဒီယိုရိုက်ဖို့ပဲအာယုံမထားပဲအရင်ဆုံးကိုယ့်လူရဲ့လုံခြုံမှုကိုအရင်စစ်ဆေးဂရုစိုက်ပေးကြဖို့ RSN 2 channel လေးကနေတတိပေးလိုက်ပါရစေ။ကြေကွဲစာဆုံးပါသွားခဲ့တဲ့မာရီယာအီဒူအာဒါကိုလည်းအေးချမ်းစွာအနားယူနိုင်ပါစေကြောင်း RSN 2 channel မှာဆုတောင်းပေးလိုက်ပါတယ်။မိတ်ဆွေတို့ရောဒီပေါ့ဆမှုအပေါ်ဘယ်လိုမြင်လဲ။ဒီလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမလို့ RSN 2 channel လေးကို like and follow လုပ်ခဲ့လို့ရပါတယ်။အဆုံးထိနားထောင်ပေးလို့ကျေးဇူးကပါဆိုင်ရော။